virus တွေကကွန်ပျူတာထဲမှာတိတ်တိတ်လေးပုံပြီးနေတတ်ကြတယ်ဆိုတာသိပြီးသွားပြီလားတင်းရဲ့ကွန်ပျူတာထဲမှာ virus တွေရှိမရှိဒီနေ့ကျွန်တော်နဲ့အတူတူစစ်ကြည့်လိုက်ကြရအောင် KS Computer Class ကနေကြိုဆိုပါတယ်ကွန်ပျူတာအခြေခံသင်ခန်းစာတွေနဲ့ကွန်ပျူတာ knowledge sharing တွေကိုတင်ပြသွားမှာဖြစ်တဲ့ကြောင့်မလို့စိတ်ဝင်စားရဆိုလို့ရှိရင်ကျွန်တော်ရဲ့ account လေးကို follow လုပ်ခဲ့လို့ရပါတယ်ဒီနေ့သင်ခန်းစာမှာတော့ကျွန်တော်ကအပိုင်း၄ပိုင်းနဲ့ပြောသွားပါမယ် virus တွေကကွန်ပျူတာတွေကိုဘယ်လိုဝင်လာတာလဲဝင်လာပြီဆိုလို့ရှိရင်ဘယ်လိုအချက်တွေပြတယ်လဲ virus တွေရှိမရှိကျွန်တော်တို့အနေနဲ့ဘယ်လိုစစ်ဆေးလို့ရနိုင်မလဲရှိလာပြီဆိုရင်ရောဘာတွေလုပ်လို့ရမလဲဆိုတာကိုကျွန်တော်ကအပိုင်း၄ပိုင်းနဲ့ခွဲပြီးတော့ပြောပြပေးသွားမှာဖြစ်ပါတယ်။ Okay တော့နံပါတ်1အနေနဲ့ကျွန်တော်တို့ကွန်ပျူတာတွေကို virus တွေဘယ်လိုဝင်လာတယ်လဲပေါ့နော်ဘယ်လိုဝင်လာတယ်လဲဆိုတော့ပထမဦးဆုံးကျွန်တော်ဦးစားပြီးပြောချင်တာကျွန်တော်တို့တွေကကွန်ပျူတာမှာ software တွေဒေါင်းကြတယ် website တွေကိုကျွန်တော်ဝင်ကြတယ်တခြားသော software ဒေါင်းလာဖြစ်ဖြစ်ကျန်တဲ့Chrome သုံးရင်းနဲ့မှာဖြစ်ဖြစ်ကျွန်တော်တို့ကြည့်ကျင်တဲ့ရှာကျင်တဲ့ website တွေကျွန်တော်သုံးကြတယ်ပေါ့နော်အဲ့လိုမျိုးသုံးရင်းကနေမှ website တွေကနေ software တွေ download ဆွဲရပဲဖြစ်ဖြစ်အဲ့ဒီကနေမှကျွန်တော်တို့တွေက virus တွေကတိုက်ရိုက်ဝင်ကြတာအဲ့နံပါတ်1တစ်ခုနောက်တစ်ခုအနေနဲ့ကျွန်တော်တို့တွေကဒီ Facebook တွေ email တွေ Messenger တွေကနေရောက်လာတဲ့ message တွေမှာပါတဲ့နော်တိကျလားမတိကျလားပြောလို့မရတဲ့ link တွေကိုတွားပြီးတော့ထောက်မိတာပဲဖြစ်ဖြစ်ဝင်မိတာပဲဖြစ်ဖြစ်အဲ့ဒီကနေတစ်သင်ဝင်ကြတယ်နောက်တစ်ခုအနေနဲ့ကျွန်တော်တို့တွေက virus ပါတဲ့ USB stick တွေကိုသုံးတာဆိုလိုချင်တာက USB stick တွေဆိုတာကဟို laptop လည်းထိုးတယ်ဒီ laptop လည်းထိုးတယ်ကိုတယောက်ထဲအတွက်သုံးတာမဟုတ်ဘဲနဲ့ပေါ့နော်အဲ့လိုမျိုးသုံးတာတွေပဲဖြစ်ဖြစ်အဲ့လိုမှမဟုတ်ဘူးကိုယ့်ရဲ့ဒီ USB stick ထဲမှာ crack version ဖြစ်တဲ့ software တွေထည့်ထားပဲဖြစ်ဖြစ်အဲ့လိုမျိုးတစ်ဆင့်ကနေမှကျွန်တော်တို့တွေကကွန်ပျူတာတွေကို virus တွေဝင်နိုင်ပါတယ်။ Okay ဒါလေးကျွန်တော်တို့တွေကကိုယ့်ကွန်ပျူတာတွေကိုဘယ်လိုဝင်နိုင်တာလဲဆိုတော့ကျွန်တော်တို့သိသွားပြီ။အဲ့ကိုယ့်အနေနဲ့ဒီလိုတွေဝင်နိုင်တယ်လို့ရှိရင်ကျွန်တော်တို့အနေနဲ့သတိထားရတော့မယ်။ stick တွေသုံးတဲ့အခါမှာစကန်ဖတ်ပြီးလို့ရှိရင်ကိုသုံးတော့မဲ့ website တွေဆိုလို့ရှိရင် software တွေပါဖြစ် download ဖြစ်ကျွန်တော်တို့တွေက official download website တွေကနေတွားပြီးတော့ download ကိုယ့်အတွက်ပို့ပြီးတော့စိတ်ချရပါတယ်။နံပါတ်2အနေနဲ့ကျွန်တော်တို့တွေကဝင်လာပြီဆိုလို့ရှိရင်ကိုယ့်ရဲ့ကွန်ပျူတာဘယ်လိုအချက်တွေပြလာမလဲ။နံပါတ်1ကတော့သိကြတယ်ကျွန်တော်တို့စက်ကြီးကလေးလာလိမ့်မယ်။ပုံမှန်အသုံးပြုရလွဲနေတဲ့ဆက်ကမြန်းနေတဲ့ဆက်ကပေါ့နော်။လုံနေတိုင်းနေကြားလာမယ်နံပါတ်1နဲ့နောက်တစ်ခုကကြတော့ဒီထဲမှာကျွန်တော်ထည့်မှတ်ထားတဲ့ချက်လေးပေါ့နော်။ဘာလဲဆိုလို့ရှိရင်ကျွန်တော်တို့တွေကကိုမဖွင့်မှုတဲ့ကိုမဖွင့်မဲနဲ့ software တွေကပွင့်လာတယ်။ပွင့်ပြီးတော့ပျောက်သွားတယ်။ဟိုတခုပေါ့နော်ကိုကဒီဝင်နေတာ Microsoft Word ဒါပေမဲ့ base software မလဲမသိဘူးပွင့်လာတယ်ခဏနေတော့ပျောက်သွားတယ်။အမဲဆက်ခွင့်ကြီးတွေပေါ်လာတယ်ပေါ့။ဒါမျိုးတွေဖြစ်လာတာမျိုးတွေ။နောက်တစ်ခုကကျွန်တော်တို့တွေက internet usage ကိုအနေနဲ့ Wi-Fi ကိုဒါမှမဟုတ် internet ကိုပေါ့နော်။ကိုလည်းသုံးတာမဟုတ်ဘဲနဲ့ automatic ကြီးကုန်နေတာဆိုလို့ကျွန်တော်သူကုန်နေတယ်။ဘာကြီး download နေမှလည်းမသိဘူး။အဲ့တခုနောက်တစ်ခုကကျတော့ antivirus software တွေ antivirus software ဆိုကျွန်တော်ထည့်ထားကြရပေါ့နော်တချို့တွေမှာအဲ့ဒါတွေကလုံးဝပိတ်နေတယ်ဘယ်လိုပြောရမလဲကိုယ်အနေနဲ့ပြန်ဖွင့်တော့လဲပြန်ဖွင့်မလာတော့လုံးဝပိတ်သွားတယ်ဒီကောင်ဆိုကျွန်တော်တို့ကတော်တော်လေးကိုခြေနေဆိုးတဲ့ခြေနေပေါ့နော်အဲ့တခုရှိမယ်နောက်တစ်ခုကကျတော့ကွန်ပျူတာမှာကျွန်တော် CPU usage က100%ဖြစ်နေရမျိုးရှိတယ်အဲ့တို့ကျွန်တော်ဘယ်လိုစစ်လို့ရလဲဆိုတော့ keyboard က control ရယ် shift ရယ် escape ရယ်တွန်းနှိပ်လိုက်လို့ရှိရင်ကျွန်တော်တို့အနေနဲ့ text manager တွေကိုရောက်သွားမယ်အဲ့ဒီကနေမှာဟောဒီ CPU က100%ကျွန်တော်တို့ပြနေလိမ့်မယ်ဟောဒီအောက်ထဲမှာ base software တွေကအသုံးအများဆုံးဖြစ်တယ်ဆိုတော့ကျွန်တော်ကြည့်ရမယ်အဲ့လိုပုံစံအဲ့ဒါကတော့ကျွန်တော်ကဟိုဒီလိုမျိုးဘယ်လိုပြန်ဖြည့်ရှင်းလဲဆိုတဲ့အပိုင်းမှာကျွန်တော်ထပ်ပြီးတော့ပြောမယ်ပေါ့နော်ဒီမှာကကျွန်တော်ကဘယ်လိုဝင်လာတာလဲနဲ့ဝင်လို့ရှိရင်ဘယ်လိုအချက်တွေပြလဲဆိုတာကိုကျွန်တော်အရင်ဆုံးရှင်းပြလိုက်တာပေါ့နော်โอเคအဲ့တော့ကျွန်တော်တို့ဒီနောက်ကြံနေသေးတယ်ဒီအပေါ်ကကွန်ပျူတာ virus တွေရှိမရှိကျွန်တော်တို့အနေနဲ့အလွယ်ကူဆုံးဘယ်လိုစစ်လို့ရမလဲဆိုတာနဲ့ virus တွေရှိလာပြီဆိုလို့ရှိရင်ကျွန်တော်တို့အနေနဲ့ဘယ်လိုတွေပြန်ပြီးတော့တိုက်ထုတ်မလဲဘယ်လိုတွေပြင်ဆင်ရမလဲဆိုတဲ့အပိုင်းနှစ်ပိုင်းကိုနောက်လာမယ့်ဗီဒီယိုမှာအပိုင်းနှစ်အနေနဲ့ကျွန်တော်ဆက်ပြီးတော့တင်ပြသွားပါမယ်အဲဒါကြောင့်မို့လို့စိတ်ဝင်စားရဆိုလို့ရှိရင်အကောင့်လေးကို follow လုပ်ခဲ့လို့ရပါတယ်ဒီနေ့တော့လောက်ပါပဲနောက်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ပါမယ်